หน่วยไล่ยังดีประคองเนี่ยแบบแลนนานี่ตอนแรกไปจีสวนยันจูสามีดีအမှန်မှာပကြီးဆွဲခြင်းသည်သူ၏တစ်ခုတည်းသောစိတ်ထောက်ပေါက်ဖြစ်သောကြောင့်စိတ်မတည်ငြိမ်တိုင်းသူထိုင်ဆွဲတတ်နေမိ၏ယနေ့တော့သူဆွဲကြည့်တင်သောပုံကိုစဉ်းစားပြီးဖြစ်တော်လဲညီတို့ဆိုင်ရမည်မသိသေးဘိုးချုပ်စီ၏အမိုးခုံးနီနီများသည်ပုံဆွဲခြင်းသဘောတရားအရညီတို့များမခက်ခဲသို့သောထိုပုံရိပ်များနှင့်ဆက်သောအတိတ်ဖြစ်ရများကသူ့ကိုတားဆီးနေသည်ပုံဆွဲရန်ဆေးကလည်းဆက်ပြီးဖြစ်သည်ခေါင်းခါလိုက်ပြီးလင်းလင်းမြန်းမြန်းချရေးလိုက်သည်ကဟိုတယ်အခန်းတစ်ခု၏ပုံသားဖြစ်နေပြန်သည်အဲရီအခန်းပုံကိုသူမြည်တို့များမမေ့နိုင်ပြန်လာပြီးသည့်နေ့မှစ၍သူထိုအခန်းအကြောင်းမကြာခဏစိတ်ကူးရင်ဖြစ်၏ပုံဆွဲနေစဉ်ဖုန်းလာသဖြင့်စုတ်တံကိုချထားလိုက်ပြီးအသက်ကိုပြင်းပြင်းရှူကာဖုန်းကန်လိုက်၏သူ့တန်ရာကိုစိုးရိမ်သည်ဟုသောအကြောင်းပြချက်ဖြင့်အဲရစ်ကတနေ့ကိုနှစ်ခါဖုန်းဆက်သည်ဤဒီမှာနေလာရောင်အတွက်ဖုန်းအားသွင်းပြီးဖုန်းအတန်ဖွင့်ထားစီရန်တခုတည်းသောအကြောင်းပြချက်ဖြစ်လာသည်နေလာရောင်ဘယ်လိုနေသေးလဲကောင်းပါတယ်ဆေးပုံမှန်ထဲနော်အမားရွတ်တွေကျန်လိမ့်မယ်အဲ့ဒါပိုကောင်းပါတယ်အမားရွတ်တွေကကျွန်တော်အတွက်စူးတစိတ်တွေလိုပဲလေခင်မေရင်းနှီးသောအချိန်တိုးတောင်းတော်လဲလွေလာရောင်သည်အဲရစ်ကိုယုံကြည်နေမိသည်စူးတစိတ်တွေကစူးစမ်းခြင်းနဲ့ပင်ပန်းခံရခြင်းရဲ့ရလဒ်တွေလို့ပြောလို့ရတယ်မင်းတို့ကိုတကယ်ဂုဏ်ယူပေမဲ့ကိုထင်တာကစူးတစိတ်တွေကလုံလောက်ပြီအနည်းဆုံးတော့မင်းအသားပေါ်ကစူးတိတ်စိတ်တွေကလုံလောက်ပါပြီကိုတို့အခြားစူးတိတ်စိတ်တွေစဉ်းစားကြတာပေါ့အဲရီကောင်းမွန်သောအချက်မှာတစ်ဖက်လူနာခံစီရန်နူးညံ့စွာပြောတတ်ခြင်းပင်တခြားနည်းလမ်းတွေကျွန်တော်စဉ်းစားလို့မရသေးဘူးမလောပါနဲ့ကိုတို့ဖြည်းဖြည်းချင်းဖြေရှာလို့ရပါတယ်နော်လားမင်းညစာစားပြီးပြီလားကျွန်တော်ပုံဆွဲနေလို့မစားရသေးဘူးခင်ဗျာရောနောက်ကျနေပြီကွာကိုကခုပဲစားပြီးပြီမင်းတို့ကိုတခုခုပို့ပေးရမလားမလိုပါဘူးကျွန်တော်တို့အလုပ်ရှက်မှုခံပါနဲ့ကြော်ပြီးမှအဲရစ်တွင်ကားဆရာတယောက်ရှိမှန်းတတိယလိုက်ပြီးသူရှက်ရွံ့သွားရသည်တကယ်တော့အဲရစ်အတွက်တခုခုလှုပ်ဆောင်ရမှာများစွာအလုပ်ရှုပ်လိမ့်မည်မဟုတ်ပြီကိစ္စမရှိပါဘူးမင်းစားချင်တာရှင်ပြောပါကိုဝယ်လို့ရတယ်အဲ့လိုတိတ်မရှိပါဘူးကျွန်တော်အစားတော့တိတ်မကြိုက်ဘူးဗျခင်ဗျားရောဘယ်လိုအရာမျိုးတွေကြိုက်လဲမင်းရဲ့ဆက်လိတ်နဲ့ပြာပဲကြိုက်တာလို့တော့ကို့မပြောပါဘူးနော်ကိုကအထွေထူးတော့မရှိပေမဲ့ညီကိုထမင်းတော့သဘောကျတယ်ဆက်လိတ်ဘူးယူလူဆဲဆဲလက်တို့ကတွန့်သွားရပြီးသူပြုံးမိသွား၏ပြီးတော့ခင်ဗျားချောကလက်လည်းကြိုက်တယ်လေမင်းမှားနေပြီကိုကချောကလက်ကိုအုံနောက်ဆွဲရင်အတွက်အသုံးပြုတာပါတိတ်ကြိုက်လာတယ်တော့မဟုတ်ဘူးကွာဘယ်လောက်များသဘောကျဖို့ကောင်းတဲ့သူလဲနော်မျိုးထမင်းကြောင့်ပြောပါအောင်အဲ့လားစင်ကာပူအစားစားလားမျိုးထမင်းမှာကြက်သားတရုတ်ဘုတ်ကြောင့်ငါ6ရက်ပါပြီးတော့ပဲရည်နှမ်းစီအဲ့လိုစမ်းစားရမှာပေါ့ကိုစင်ကာပူရောက်တော့ကပထမဆုံးစားဖို့ရအဲ့လားလေတော်တော်စားလို့ကောင်းပါလားဆိုပြီးနှစ်ပွဲလိုချင်ခဲ့ပေမဲ့သူကတပွဲချင်းစီချက်ရတာဆိုတော့တခါပြင်နိုင်ဝက်လောက်အချိန်ယူရတယ်အဲ့လာနဲ့ကိုလက်လျှော့ခဲ့ရတယ်အသက်ကြီးလို့အချိန်တွေအများကြီးရှိရင်နှစ်ပွဲတောင်မှစားဖြစ်မယ်လို့တွေးခဲ့ပေမဲ့ရီရတာအသက်ကြီးလာတော့ကိုအလုပ်ပိုရှုပ်လာတာပဲနှစ်ပွဲလည်းမကုန်တော့ဘူးအဲရီအကြောင်းတွေကိုသူပိုသိချင်လာမိသည်ခင်ဗျာစင်ကာပူမှာမွေးရမဟုတ်ပေါ့အဲရစ်ကခဏလောက်ငြိမ်သွားပြီးမှမဟုတ်ဘူးကိုကရန်ကုန်မှာပဲမွေးတာကိုစင်ကာပူရောက်တော့အသက်16နှစ်ဖြစ်နေပြီခုဖြည်သည်ဒါဆိုရင်ခင်ဗျားမှာမြန်မာနာမည်တွေကြောက်ပေါက်ရှိမှာပဲမရှိဘူးလို့ကိုမပြောခဲ့ပါဘူးနေလားမင်းရဲ့လက်တွေအကြောင်းပြောပြမယ်ဆိုကိုမြန်မာနာမည်ပြောမယ်လို့သဘောတူထားရလေနာမည်တစ်ခုကိုသိရဖို့ ကို
ကိုအာနာချက်တွေချပြရတော့မှလားဟုတွေးမိသွားပေမဲ့သူတကယ်စိတ်ဝင်စားသည့်အရာဖြစ်နေတော့နေလာရောင်စဉ်းစားနေမိသည်ဒီတခါကိုတို့တွေ့ပြချင်ရင်အဲ့ဒီကြောင့်ပြောကြတာပေါ့သိလားနေလားကိုကမြန်မာနာမည်ရှိကြောင်း16နှစ်နောက်ပိုင်းဘယ်သူ့မှမပြောပြဘူးရန်ကုန်ကအသည့်တွေအောင် Eric Lim ဆိုတဲ့နာမည်နဲ့ပဲမိတ်ဆက်ခဲ့တာမင်းကပထမဆုံးသိမဲ့သူပဲအဲ့ဒီအခွင့်အရေးကိုမင်းလက်လို့မခံသေးဘူးလို့ကိုထင်တယ်ခင်ဗျားတကယ်မလွယ်ကြောပဲဟဲ့လားကိုကမင်းချောင်းတီးခွင့်ရဖို့အလဲလဲလောက်ခွင့်ရှိရတဲ့တင်ဝမ်းသာနေတာဒါဆိုရင်ထမင်းစားနော်ကောင်းသောညပါနေလားဖုန်းချလိုက်ပြီးဒီတိုင်းသူသည်ဖုန်းကိုလက်ကကင်ထားမိစေထို့သောနှွေးထွေးကျင်နာတတ်သောလူတစ်ယောက်ကိုနေလာရောင်မမျှော်လင့်ခဲ့ဘူးဟုဆိုလျင်မူသားတစ်ခုသာဖြစ်နေလိမ့်မည်သို့တော့သူတကယ်ပဲရှေ့ဆက်တိုးသိရဲ့လားEric Limသည်သူ့အပေါ်ကောင်းကောင်းကြီးလွှမ်းမိုးနိုင်နေပြီဤကိစ္စကိုသူကသဘောမကျသလိုစိတ်ထဲမှာလက်မခံချင်တော့လေပြဿနာမှာအတွေးတဲ့အချိန်ပြည့်ပေါ်လာတတ်သော Eric ဤပုံရိပ်ပင်ဖြစ်သည်စီးများက6ဆပြူပြီးဖြစ်ရာထက်မှန်ပေါင်းစားလိုက်ပြီးပကြီးကိုအပိတက်လိုက်၏ဟိုတယ်ခန်းဤဗဒင်းမောက်တောင်စွန်းတွေတော့နီနီရဲ့အဆောက်အဦတစ်ခုကိုခက်ရေးရေးများထည့်ထားမိသည်ထိုညကသူညလုံးပေါက်ထိုအနီးဆက်ကိုသာထိုင်ကြည့်နေမိ၏လူလာရောင်သည်စတူဒီယိုကိုတောက်ခတ်ရင်းဖြင့်လေကားတစ်များမှဖြင်းညင်းစွာဆင်းလာခဲ့သည်Eric နှင့်တွေ့ရမည့်ကိစ္စသည်သူ့စိတ်များကိုလိုက်ခုံစေတော်လဲတစ်ချိန်တည်းပင်လေးလံစီ၏လေကားအောက်ရောက်မဆိုင်တွင်ပင်တရက်စာဝတ်စားထားသောလူလက်ပိုင်းတစ်ယောက်ကသူ့အနားကပ်လာပြီးနှုတ်ဆက်သည်မင်္ဂလာပါကိုနေလိုက်အောင်ကျွန်တော်ဆရာ Eric ကလွတ်လိုက်တာပါသူဝေးကြည့်လိုက်တော့ကျင်းမြောင်းသောမြို့ထဲလမ်းတွင်ရပ်ထားသောကားတစ်စီးကိုတွေ့လိုက်ရသည်ဒါ Eric လာခဲ့ဖို့တဲ့ကားပဲသူကျွန်တော်ဘာမှမပြောထားဘူးဆရာ Eric ကကိုနေလိုက်အောင်အတွက်ကြိုးပို့လုပ်ပေးဖို့ကျွန်တော်ပြောထားပါတယ်သူအထွန်းတက်မနေတော့ပဲကားထဲသို့လှမ်းလာခဲ့၏Eric ဤကားမှာစနစ်ကျစွာတန်ရှင်းနေပြီးစိတ်ကိုလန်းဆန်းစေသောရနံ့များရသည်ကားစီယာဤရိုးသားပုံပေါက်ပြီးအဝတ်အစားကနေလာရောင်ထပ်ပင်တက်ရက်သေး၏သူသည်တိတ်ဆိတ်စွာပဲကားထဲမှလိုက်ပါလာခဲ့သည်ရုံခန်းထဲသို့ဝင်လိုက်သောအခါEricကောင်းကောင်းအပြင်သူမသိသောအမျိုးသားအမျိုးသမီးစုံတွဲကိုတွေ့လိုက်ရတော့လဲကောင်းကောင်းဤမိဘများဟုသူခံမှန်းမိ၏ကျွန်တော်တို့သားကြောင့်အာနာစရာပဲဖြစ်ခဲ့တယ်တကယ်တောင်းမှန်ပါဗျာလွေလာရောင်သည်ညီတို့တုံးပြန်ရမည်မသိသဖြင့် Eric ကိုတစ်ချက်ကြည့်လိုက်မိ၏Eric ကပြုံးနေသောမျက်ဝန်းများဖြင့်သူ့ကိုလက်ပိုက်ကြည့်နေသည်ဟိုလေကျွန်တော်ကနည်းနည်းထိခိုက်ထားမှန်ပေမဲ့ပတ်စံယူထားဆိုတော့အာနာပုံမလို့ပါဘူးပတ်စံစကားထည့်ပြောမိခြင်းသည်တင့်လျော်ရဲ့လားဟုသူတွေးမိချိန်မှာနောက်ကျသွားခဲ့ပြီဒါကအမှန်တရားပဲဟုသာသူစိတ်သူဖြေလိုက်ရ၏တတကိုဆက်ပြီးကူညီဖို့လက်ခံပေးရတဲ့တင်ကျွန်တော်တို့ကကျေးဇူးတင်ရပါတယ်တတဆရာဆွဲတဲ့ပုံအကြောင်းပြောတယ်ဗျသူကဆရာကိုတော်တော်လေးစားနေပုံပဲငါချုပ်ကိုလှမ်းကြည့်လိုက်တော့ထုံးစံအတိုင်းချောကလက်တစ်တောင်းနဲ့လက်လှုပ်ချေလို့စော့နေသည်ကိုတွေ့ရ၏တကယ်ပင်သူကစကားပြောမကောင်းပါကောင်းကောင်းမိဘများမြန်မြန်ပြန်သွားပါစေဟုကြိတ်ဆူတောင်းမိနေသည်ကိုEric ကရိပ်မိသွားပုံပြီပြေရပြေချောင်းပြောပြပေးပြီးနောက်ကောင်းကောင်းမိဘများထွက်သွားတော့မှတက်ပြင်းချနိုင်တော့သည်ဟေးမင်းကဘာလို့ဒီလောက်ပုံဆွဲချင်နေရလဲအခန်းထဲနှစ်ယောက်ထဲကြံတော့မှငချုပ်ကိုမေးတော့ငချုပ်ကသူ့ကိုစောင့်ကြည့်၏ငါမေးရဖြေပြီပြီးစောင်းနဲ့ဗာကြည့်နေရဘာလို့ဖြေရမှာလဲငါမင်းရဆရာနော်တတမှာဒီချက်လက်လာလေးနဲ့ကိုကိုချောချောရှိတယ်ကိုကိုချောချောဆိုဒီမှာEric ကိုရည်ညွှန်းခြင်းဖြစ်ကြောင်းသူသိလိုက်၏ဒီမှာငါကတော့မချောလို့လားကောင်းကောင်းကမဖြေပဲရနေစဉ်အ
အခန်းထဲသို့ပြန်ဝင်လာတော့အဲရစ်ကကိုစားဖြေပေးသည်နွေလာအရန်ကြည့်ကောင်းတယ်ဟုတ်တယ်နော်ကောင်းကောင်းကရေမြဲရေလျက်သူမကျေနပ်တော့လဲပကြီးဆဆွဲရန်ပြင်လိုက်ရသည်ယနေ့ကတော့ဘိုးချုပ်စည်းပုံဆွဲရန်အဲရစ်ကတောင်းဆိုထား၏ထိုအဆိုပြုချက်ကိုသူညှင်းဆန်ခဲ့တော့လဲအဲရစ်ကတိုက်တွန်းလျာနောက်ဆုံးတွင်လက်ခံခဲ့ရသည်ဒီနေ့ဆွဲမှာဒီနေရာပဲဘိုးချုပ်စီလီတတအန်နီနဲ့အမြဲရောက်ဖို့တယ်ကောင်းကစကားတော့တေချာပြောလာတာဆဆချင်းတုံးကလူတော့မဟုတ်တော့ပြီငါဒီနေ့ခဲတယ်နဲ့ပဲအကြံဆွဲပြီးနောက်မှရောက်ချင်မယ်အမှန်တွင်တော့ရုပ်ထွက်ပုံကအဓိကမကြကြောင်းအဲရစ်ကပြောတော့လေဒီနေ့အဖို့တော့သူမြင်းဖြောင်းဆွဲနည်းဖြင့်စားလိုက်၏ဖြစ်နိုင်ရင်အကျိုးရှိစေခြင်းသည်သူယူထားသောပတ်စံကမနှဲမနှောပင်မိဘများကတက်နိုင်သည်ဆိုလျင်ပင်သူ့ဘက်ကဝင်တရားမပြတ်ရှိရမည်ပကြီးဆွဲသောအခါသူ့လက်တို့ကရုတ်တရက်တည်ငြိမ်သွားပြီးထိုအရာကိုပင်အာယုံဝင်စားနေမိတော့သည်ဖြောက်တန်းသောမြင်းမှတစ်ဆင့်လွယ်ကူသောလိုင်းများဆွဲပြီးနောက်ဆုံးမှဘိုးချုပ်စီ၏အမိုးခုံးကိုအဝိုင်းလိုက်ဆွဲလိုက်သည်ပုံကျန်းချပြီးသောအခါငဲကြည့်လိုက်သောကောင်းကောင်းကတကယ်ပင်သူဆွဲသလိုခဲတံနဲ့လိုက်ဆွဲနေသည်ကိုတွေ့ရသည်တေချာပေါက်စနစ်မကျသေးတော့လဲတိုးတက်လာသည်ကအမှန်ပင်သူသည်လက်ကိုတစ်ချက်ဆန်းလိုက်ပြီးနောက်ဆေးသားတည်ရန်ရောင်စုံခဲတံများနှင့်ဖျောင်းခဲတို့ကိုအားကိုးလိုက်၏သူ၏အဓိကကျွမ်းကျင်မှုမှာရည်စည်းဖြစ်တော်လဲကောင်းကောင်းရှိတွင်သူအယောင်ဆက်နေ၍မဖြစ်သေးပေဤမြလက်မငိမ်သောကလေးအတွက်ရည်စည်းခဲ့သောအယောင်များသည်အခန်းတစ်ခုလုံးကိုအယောင်ပြောင်းပြစေနိုင်၏ထို့ကြောင့်6တွေ့သောကြားခံပစ္စည်းကိုသာအသုံးပြုရသည်ဘိုးချုပ်ဆေးသည်အစိမ်းရောင်အဖြူရောင်အနီရောင်ပန်းရောင်တို့ဖြင့်ကြွရနေ၏ထိုပုံကိုပြည့်မြောက်အောင်ဆွဲပြီးသောအခါသူ့စိတ်ထဲမှတင်းကျပ်မှုတို့အနှဲငယ်လျော့ပါသွားရ၏သူ့ကိုယ်သူအတွက်လည်းကြည်နဲ့အားရသွားသည်သူတတိတရဖြင့်မောကြည့်တော့အဲရစ်ကသူ့ကိုဖြုံးပြီးခေါင်းငိမ့်ပြ၏သူတစ်ချက်ရရင်ကောင်းကောင်းပဲလက်ကြည့်လိုက်တော့အနီရောင်ခဲတံဖြင့်အယောင်ချဲထားသည်ကိုတွေ့လိုက်ရသည်နွေလာရောင်ကအယောင်ဆုံးသုံးထားတော့လဲကောင်းကောင်းကအနီတစ်မျိုးကိုသာသုံးသည်ကိုသတိထားမိ၏တော်လိုက်တာဒီနေ့ပုံကြိုက်လားကောင်းကောင်းကြိုက်တယ်ကိုတတအနီကိုတော့ပေးမယ်ကောင်းကောင်းကတကယ်ပင်ပြောနေပုံရသည်ကောင်းကောင်းနဲ့အဲရစ်ကပုံအကြောင်းဆွေးနေစဉ်နွေလာရောင်မှာဘေးကသာထိုင်ကြည့်နေမိ၏စိတ်ခုထုံးဆိုသည်ကိုသူနားမလဲတော့လဲအဲရစ်ပြောဆိုပုံမှာတကယ်ပင်ဆွဲဆောင်မှုရှိလာသည်ကောင်းကောင်းဆွဲသောပုံများမှတစ်ဆင့်ခံစားမှုနှင့်မှတ်ဉာဏ်များကိုရှာဖွေသည်ဟုအဲရစ်ကပြောလေသည်ထိုနေ့ကကောင်းကောင်းပြန်သွားသောအခါသူလက်လွယ်အိတ်လွယ်ပြီးပြန်ရန်စီစဉ်လိုက်သည်ဒီနေ့တော့ဟိုတယ်ခန်းထဲလိုက်စရာအကြောင်းမရှိတော့ပြီနေလားမှုတော်စားရအောင်ကိုမနက်ကဆွေးနွေးပွဲတစ်ခုတည်းရလို့ဘာမှမစားရသေးဘူးအဲရစ်ကနွေသားရောင်၏လွယ်အိတ်ကိုကိုင်ပေးထားမည်ဟုပြင်တော်လဲသူတစ်ချက်ညှင်းလိုက်သည်လွယ်အိတ်နဲ့အဲရစ်ကမလိုက်ဖက်ပါထိုအခါအဲရစ်ကဘောင်းမီအိတ်ကက်ထဲလက်ထည့်ရင်းရှေ့မှဦးဆောင်လျှောက်သွားသည်နွေလာရောင်ထင်ထားသည်ကမုတ်စားမြေဆိုလျင်ဘေးနားရှိဈေးဝယ်စင်တာကြီးတစ်ခုလုံးကအသင့်တော်ဆုံးဟူ၍ပင်သို့တော်အဲရစ်ကလူကူတရားပေါ်သို့တက်သွားသောအခါသူဆက်မလိုက်ဖြင့်ခင်ဗျဘေးသွားနေရလေမဟုတ်တော့စားမလို့လေပိုချုပ်စီမှာချန်ရှိစီတီရဲ့ဆိုင်တွေကပုံမကောင်းဘူးလားကိုကဒီနေ့ပိုချုပ်စီတဲ့အစားအစာတွေစားကျင်တာမင်းလိုက်ပေးမှမဟုတ်လားနွေလားသူ့ခြေလန်းတို့ရက်တက်ထားမြင်ပိုချုပ်စီပုံဆွဲခိုင်းပြီးယခုတဖန်ထိုနေရာသို့ခေါ်သွားပြန်ပြီအဲရစ်နဲ့မလိုက်တော့ဟုညှိဆက်လို့တော့လဲသူ့ကိုယ်သူရင်ဆိုင်ကြည့်ခြင်းသေးသည်တွေဝေကျွေးဟာဖြစ်နေသည်ကိုအဲရစ်ကစိတ်ရှည်လက်ရှည်ဆောင်ပေ၏
သူ့ကိုတခေါမှဖိအားမပေးသွားကြတာပေါ့အရီကပတ်ချိုင်းပေါ်သည့်အထိဖြုံးသွားပြီးသူ့ကိုလက်ကမ်းပေးသည်ရန်ကုန်မြို့လက်ကောင်တွင်လူတွေရှုံနေသောနေရာ၌အမျိုးသားတစ်ယောက်နှင့်လက်ချင်းမတွဲခြင်းပေသူရှက်ရှက်နှင့်လွယ်အိတ်ကိုလှမ်းပြီးတော့အရီကရဲပြီးလှမ်းယူ၏သူလည်းအနောက်မှတိတ်ဆိတ်စွာပင်လိုက်လာခဲ့သည်ဘိုးချုပ်စီ၏အဓိကလမ်းမများရှိကြောက်သားများကိုပြန်နေရခြင်းသည်ကလေးဘဝကိုအမှတ်ရစေ၏မိမိနှင့်အတူမကြာခဏလာခဲ့သောနေရာဘိုးချုပ်စီရှိအထယ်ဆိုင်ရေဒနာဆိုင်ဒူရိယာဆိုင်တို့မှရနက်များကိုပြန်ရသောအခါသူစိတ်မသက်မသာဖြစ်ရသည်နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တော်လဲသူမမေ့နိုင်ခဲ့ခင်ဗျားဘာစားမလဲမင်းရောဘာစားခြင်းလဲသူကောင်းခပြလိုက်တော့အရီကမြန်မာမုတ်များစားခြင်းသူဟုပြော၏သို့တော့အရီရက်လိုက်သောနေရာကငဖဲသုံးဆိုင်ဖြစ်နေသည်လေလာရောင်မှာအစားအသောက်နှင့်ပတ်သက်၍ထင်မြင်ချက်အများကြီးမရှိတော့လဲထိုဆိုင်တွင်တော့မထိုင်ခြင်းမိန်းကလေးများသာထိုင်နေသောဆိုင်တွင်သူတို့နှစ်ယောက်ဝန်ထိုင်ရင်တေချာပေါက်အာယုံဆိုင်ခံရမည်ဟုသူသိသည်ခင်ဗျတကယ်ပဲအလားစားမလို့လားစိတ်ဝင်စားဖို့ကောင်းတယ်လေဆက်တော့ဆက်မှတ်ပုံပဲဘာဖြစ်လို့လဲမင်းမစားချင်ဘူးလားမဟုတ်ဘူးလေခင်ဗျဒီလောက်ချမ်းသာနေတဲ့သခင်လေးဖြစ်နေပြီဒီလိုဆိုင်အောင်ဘာလို့ထိုင်မှာလဲကိုလားချမ်းသာတဲ့သခင်လေးဆိုတာကိုမချမ်းသာပါဘူးကွပန်ပစိဖိတ်ဟိုတယ်မှာနေပြီးချန်ရှင်းစီးတီးမှာရုံးကန်ငှားနိုင်တဲ့အပြင်ကားတစ်စီးနဲ့ကားမောင်းတဲ့သူလည်းရှိနေရအောင်မချမ်းသာဘူးဆိုတော့ခင်ဗျနှိမ့်ချနေရလားအားမို့အစိုးမြင့်ဝါဒီသမားလားအရီကကဟဟရေမောလိုက်၏အရီရေထဲမှာဆွဲဆောင်မှုရှိလာပြီးဆိုင်တွေထိုင်စားနေသောကောင်မလေးတချို့ပင်လှည့်ကြည့်လာသည်အဲ့ဒါတွေကကိုယ်ပိုင်ဆိုင်မှုမဟုတ်ဘူးလေကိုယ်အလုံးနဲ့စားကြောက်ချုပ်ထားတာကိုသူတည်နာအတွက်ထောက်ပံ့ပေးမဲ့အဖွဲ့တွေရှိတယ်ဒါတွေကသူတို့အကုန်ကြခံထားတာပါကိုလည်းကြိုက်တယ်ဆိုပေမဲ့ပေါ့ပန်ပစိဖိတ်ကစင်ကာပူကလုပ်ငန်းစုတစ်ခုပဲလေသူကောင်းချင်းပြလိုက်တော့လဲစိတ်ထဲတွင်ထိုသူတည်နာထောက်ပံ့ခြင်းကိုတွက်နေမိ၏ချမ်းသာတဲ့နိုင်ငံတွေများတကယ်ကိုသုံးနိုင်ကြတာပါလားအရီကစားစရာတချို့ကိုသူမှားလိုက်ပြီးနောက်စပွဲတွင်လာထိုင်၏စပွဲကုံကိုတစ်ရှူးဖြင့်ပို့တိုက်လိုက်သေးသည်တူကိုလည်းတေချာရွေးပြီးရေသန့်ဖူးအဖုံးကိုပင်တေချာစစ်ဆေးလိုက်သည်ဤညအတန့်ကြိုက်သည့်လူကအဘဲကြောင့်ထိုဆိုင်ကိုရွေးရသည်နှင့်သူတကယ်နားမလဲကိုတို့ဖုန်းထဲကဆွေးနွေးထားတဲ့အကြောင်းပြောတတ်မိမထင်ဘူးလားခင်ဗျာကြိုးတွေးထားပြီးသားမဟုတ်လားဒီတန်ရာတွေဘယ်လိုရလာလဲဆိုတော့အရီကခေါင်းငိမ့်ပြပြီးမှဒါပေမဲ့ကိုကချိုးတယ်မှန်းဆတာတွေကိုမကြိုက်ဘူးမင်းတီးပြူပေးတာကိုပဲကြားချင်တာရှင်းပါတယ်ကျွန်တော်ကိုလုပ်ခဲ့တာကြီးပဲပကြီးဆွဲရင်3နှစ်ထားရှိတယ်ဖိတ်တဲ့ knife နဲ့လုပ်ခဲ့တာဘာဖြစ်လို့အဲ့ဒီတာလဲကျွန်တော်နဲ့အနီးဆုံးမှာရှိနေလို့ပြီးတော့အရင်မထက်လို့လည်းပါမှာပေါ့တကယ်ဒါအစ်စ်နဲ့ဆိုတည်သွားနိုင်တယ်လေမဟုတ်ဘူးလားကျွန်တော်ကတရားမှာကြောက်တယ်စိတ်လိုက်တအားတောက်တဲ့သူစီကကြားရတဲ့စကားတရားမှာကြောက်တယ်လို့ကိုမထင်ခဲ့ဘူးကွာခင်ဗျလောင်နေတာပဲကျွန်တော်ဆက်လိုက်တောက်တဲ့ကိစ္စကခင်ဗျကိုအဲ့လောက်နှောက်ယှက်ပေးလားမလောင်ပါဘူးအဲ့လောက်စိုးရင်ပူပန်ခြင်းလို့ခေါ်တယ်ဆက်လိုက်ငွေတွေကိုမကြိုက်ဘူးသူဆက်မင်းရဲ့ပြင်လိုက်စင်မှာပင်စားစရာများရောက်လာသဖြင့်စကားဆပြတ်သွား၏ညိုသီးစိမ့်များကိုမြင်လိုက်သောအခါနေလာရောင်မှာအတော်ပင်စိတ်ညစ်သွားမိ၏ခင်ဗျအဲ့ဒီလောက်အဆက်တွေစားနိုင်ပါမလားစားနေကြလည်းမဟုတ်ပါနဲ့ဒါဆိုရင်ပူပန်ခြင်းလားဆူတောင်းလေတရားလှောင်ပြောင်ခြင်းလို့ခေါ်တယ်အရီကသဘောကျစာရက်လိုက်ပြီးညိုသီးစိမ့်တချို့ကိုတူဖြင့်ပင်ကျွမ်းကျင်စာဖယ်ရှားလိုက်၏သူလည်းချင်းမြမနေတော့ပဲစားစရာရှိတာကိုသာစားလိုက်ရသည်တတိထားမိသည်မှာအရီသည်အစားစားလျင်အလွန်တက်ရက်ခြင်းပင်ဆက်နေသည်မှာတိတာတော့လဲညံ့နာမပြတ်ထို့ပြင်စကားလည်းမပြောပဲအလွန်တိတ်ဆိတ်သည်
ခြားဝိုင်းမှမင်္ဂလိများကသူတို့နှစ်ယောက်အထူးသဖြင့်အဲရစ်ကိုခိုးကြည့်ကတီတိုးပြောနေကြ၏နွေလာရောင်သည်အမြဲအာယုံစိုက်ခံရတော့လဲအဲရစ်နစ်ဆိုရင်တော့မထင်ပေါ်သလိုပင်ဆက်လို့လားမဟုတ်ပါဘူးကျွန်တော်တော်ပြီစားလို့တော့ကောင်းပါတယ်အဲရစ်သည်စားတောက်ခြင်းအမှုကိုအပြီးသက်လိုက်ပြီးပတ်စံရှင်းကထွက်လာကြသည်အဆက်ပြေလေးတစ်ခုစားကြတာပေါ့ဤဒီမှာနွေလာရောင်ကစားပြောလိုက်ခြင်းပင်အဲရစ်ဤမျက်နှာအရအဆက်မပြေသေးကြောင်းသူသိ၏ဟိုဘက်မှာမြန်မာမုတ်ဆိုင်နေရှိမှထင်တယ်ခင်ဗျားလည်းပဲပြောလို့ရပြီလားမရသေးဘူးလာပါမုတ်တိုင်းချုံစားရသူကောင်းခါလိုက်ပြီးအဲရစ်နောက်သို့လိုက်လာခဲ့ရသည်အဲရစ်သည်ကလေးကြီးတစ်ယောက်လိုပဲတနည်းအားဖြင့်သူတခါမှမတွေးခဲ့ဘူးသောပုံစံတစ်ခုမြန်မာမုတ်ဆိုင်များမှအများအားဖြင့်အထမ်းဘန်းခုံပုများဖြင့်သာရောင်းချကြခြင်းဖြစ်၍ထိုင်ရန်မရှိပေထို့ကြောင့်မုတ်ကိုဝယ်လာပြီးလမ်းတွေစားပြကြသည်ဤတွင်လဲသူတတိပြုမိသည်မှာအဲရစ်ဤတက်ရက်သောအမှုချင်းပင်ပကြီးဆိုင်တွေဘက်သွားကြမလားဘာလို့ဖို့လဲကျွန်တော်အခြားသူရဲ့ပကြီးတွေကြည့်ရတာတိတ်မကြိုက်ဘူးနေလိုက်ရတဲ့ပကြီးတွေကိုဆိုင်မှာတင်ရောက်ဖို့ညှိနှိုင်းတာမျိုးဆိုရောကျွန်တော်ကလိုင်းမတူဘူးဗျဒီတော့ထားလိုက်ပါခင်ဗျားကြည့်ချင်တယ်ဆိုရင်တော့တွားလေအဲရစ်ကတွားချင်ကြောင်အတီးပြုပြီးနောက်သူတို့နှစ်ယောက်ပကြီးဆိုင်တန်းများသို့ရှောက်လာဖြစ်ကြသည်ဘိုးချုပ်စီမှာအမှတ်ရစရာရှိမှာပဲနွေလာရောင်သည်ထိုစကားကိုမတုံ့ပြန်မိသူ့စိတ်ထဲတွင်လည်းထို့သို့ပင်တွေးနေမိသောကြောင့်ပင်ကိုပြပြချင်လားဘယ်လိုမျိုးအမှတ်တရတွေရှိနေလဲဆိုတာထားလိုက်ပါအလားရီကပြောရလောက်အောင်တိတ်မထူးဆန်းပါဘူးတစ်ဖွဲ့တည်းနဲ့ပြောရဖို့ထိမတန်ပါဘူးဘယ်ဟုတ်မလဲနွေလာမင်းအကြောင်းဆိုတာနဲ့တွင်ကို့အတွက်ထူးခြားနေပါပြီကိုစိတ်ဝင်စားပါတယ်နွေလာရောင်မှာထို့သောပြောဆိုချက်မျိုးသည်အဲရစ်ဤပုံစံပေဖြစ်ကြောင်းသိထားပြီးတော့လဲရင်ခုန်မှုကိုရှောင်လွှဲ၍မရနိုင်ခဲ့ငယ်ငယ်ကမေမေနဲ့တူတူဒီကိုခဏခဏလာဖြစ်တယ်မေမေနဲ့ပတ်သက်တဲ့အမှတ်တရတွေကဒီမှာရှိတာများတယ်အမျိုးသမီးအတွေ့အခံတွေရောင်းတဲ့ဆိုင်ရာစားလို့အထက်ဆိုင်တွေရတနာဆိုင်တွေအထိကျွန်တော်တောက်လျှောက်လိုက်ရတယ်မေမေကဈေးဝယ်တာဝါသနာပါလေဈေးလုံးနဲ့လည်းသူသိနေရပဲအဲ့ဒါပဲလေကျွန်တော်ပြောတာပဲဘာမှမထူးကြပါဘူးလို့ကိုထင်တာကတော့ထူးခြားတဲ့အပိုင်းမပြောသေးပဲခြံထားတာလို့လေဒါပေမဲ့ကိစ္စမရှိပါဘူးမင်းပြောချင်တဲ့အချိန်ကိုပြောပါဖုန်းဆက်ပြီးတော့ဖြစ်ပေါ့အဲရစ်ကပြုံးပြပြီးနောက်ပကြီးကားများကိုကြည့်နေသည်နေလိုက်အောင်မှာအဲရစ်မျက်နှာကိုသာငေးကြည့်နေမိမြေဒီလူဟာဘလောက်တောင်မှလူတွေအကြောင်းနားလည်တတ်တယ်လေနေလိုက်အောင်ဘဝမှာတွေ့ခဲ့ဘူးသမျှတခြားလူတွေနဲ့မတူတော့လူနေလားကို့ပကြီးရွေးပေးမလားကို့အထက်လူကြီးတွေလက်ဆောင်ပေးဖို့လေကို့တွေးနဲ့ကိုမျောနေတော်သူမှာထိုစကားကြောင့်မျက်မှောင်ကျုံသွားမိသည်ပကြီးဆရာတယောက်ကိုလာပြီးအခြားလူများ၏လက်ရာများကိုရွေးခိုင်းနေသည်မှာမဖြစ်သင့်ဟုသူထင်သည်ပြီးတော့ပကြီးလိုချင်ရင်သူတယောက်လုံးရှိနေတာပဲဒီကဝယ်မှဖြစ်မှာလားဟုစိတ်ထဲခုမိ၏စိတ်မပူပါနဲ့မင်းရဲ့ဘူချိုးစေးပကြီးကားကိုယ့်ခန်းထဲမှာတင်ချချိတ်ထားမှာပါဒါကတခြားလူအတွက်ပါပဲနေလိုက်အောင်မှာမဲပြုံးတစ်ချက်ပြုံးလိုက်ပြီးပကြီးကားများကိုကြည့်ရှုပေးနေသည်အဲရစ်ဟာသူ့ကိုပြောင်းလဲပေးနိုင်သူပါပဲဘူချိုးစေးရှိပကြီးကားများမှာရိုးရပုံများပြပြီးခေတ်ပြိုင်နှင့်မော်ဒယ်ပုံစံတို့ကအနည်းအကျဉ်းသာရှိသည်နိုင်ငံခြားခရီးသွားဈေးကွက်ကိုဦးတည်သောထိုပုံများမှဖျားပထိုးကျောင်းကန်ပုံတို့ကိုရှောင်လိုက်လျင်ညီတို့မြသိမ့်မကြံတော့ပင်နောက်ဆုံးတော့ကိုလိုနီခေတ်အဆောက်အဦများကိုဆွဲထားသောပကြီးကားတစ်ချက်နှင့်သူ့စိတ်ထဲမှအတိမတ်ပြုသောတောရွာပုံတစ်ပုံကိုရွေးချယ်လိုက်၏အဲရစ်ကမငင်းဆန်မဲကြားသိငွေကိုရှင်းပြီးဟိုတယ်သို့လာဖို့ခိုင်းလိုက်သည်ဘာလို့ဖျားပုံတွေမရွေးရလဲမ
မင်းကိုစကိုင်းဘက်ကပုံတွေဆိုစိတ်ကိုအေးကျက်စေတယ်မထင်ဘူးလားဘာဖြစ်လဲခင်ဗျရွေးပါလားကျွန်တော်အကျဉ်းဘာလို့တောင်းနေသေးလဲမဟုတ်ပါဘူးသိချင်လို့ပါကိုကနည်းနည်းသိချင်စိတ်များတယ်မြန်မာလိုတော့ဆက်ဆူတာလို့ခေါ်တယ်ဒါကလောင်တာပေါ့လို့ပါကိုကအကောင်းမေးနေရနွေလာရောင်သည်ကြောက်သားလမ်းများပေါ်တွင်အကွက်အတိုင်းလမ်းလျှောက်ရင်းဖြင့်သူ့စိတ်ကူးကိုပြောပြမိ၏ဖះပထိုးပုံတွေကမလှဘူးလို့မပြောပါဘူးအဲ့လိုဆွတ်တဲ့ဘဝတကယ်ကိုနီးစနစ်ကောင်းဖို့လိုတယ်ခုနပုံတွေလည်းလှပါတယ်ဒါပေမဲ့အလှချိတ်ဖို့ပကြီးကားကိုဖះပထိုးပုံတော့မချိတ်ချင်ကြဘူးထင်တယ်ဟုတ်လားဘာဖြစ်လို့လဲဘာသာရေးကြောင့်လားဒါပေမဲ့ခရစ်ယာန်တွေရဲ့ဖះเจ้าတွေဆိုနေရန်ကက်ပိုစတာဖြစ်တောင်ဂုဏ်စွာထုတ်ကြသေးတာပဲမင်းခန်းတွေကစိတ်ပီတာဖះเจ้าလိုမျိုးပေါ့အဲရီဤအမြင့်ဆူရှမှုကိုသူအသိမှတ်ပြုလိုက်ရသည်တစ်ခေါက်တည်းရောက်ဖူးပြီးကြာကြာတော့မထိုင်သောအခန်းတစ်ခန်းမှပကြီးပုံများအနက်စိတ်ပီတာပုံကိုတတိထားမိခြင်းသည်လေးစားစရာတော့ကောင်းသည်အလားမိုက်ကယ်အန်ဂျယ်လိုရဲ့လက်ရောက်မှုလို့ပါထားပါတော့ဖះပုံကိုအလှချိတ်ဖို့ထက်အနုပညာတစ်ခုလို့သတ်မှတ်ရောဥပမာပကံတဲ့မြောက်ဦးကဖះတွေကအနုပညာတွေပဲမဟုတ်ဘူးလားအဲရီနောက်တစ်ချက်မှာတစ်ဖက်လူကိုဆွဲဆောင်သိမ်းသွင်းတတ်ခြင်းပင်ခင်ဗျားကဖះပထိုးပုံမယူရလို့ကျွန်တော်ရစ်နေရတော့မဟုတ်ပါဘူးနော်မဟုတ်ပါဘူးကွာကိုကမင်းအမြင်ကိုသိချင်ရုံပါမိလာဒီဘက်တို့ကာဒစီကနောက်မှဟွန်တီလိုက်တဲ့ဖြင့်သူ့ကိုအဲရစ်ကဘေးနားသို့တိုးစေ၏အဲရစ်၏ရင်မွေးနှံကိုသူကောင်းစွာရမိနေသည်ဒါဟာချင်းတွေးမှုတစ်ခုလို့ပြောလို့ရသလားနေလာရောက်မှာချင်းတွေးမှုများများဆဆသိမလုပ်ခဲ့ဘူးအများအဖြစ်သူ့အခန်းထဲကိုသာလူတွေကလာတွေ့ရသည်အတူတူအိတ်သည့်ဆက်ဆံရေးများသာမကစောရကဲ့သို့ဘော်ဒါအကန့်နှင့်ပင်မုတ်ထွက်မစားဘူးတဲ့အောင်ပင်။အော်မင်းတရားကောင်းလာသေးကြရဲ့လား။ပျော်ပျော်ဆူဆူနှင့်အဲရစ်ကသူ့လက်ကိုဆွဲယူကြည့်ရှုရာသူ့မှာအသက်ရှူရမတက်ပင်ဖြစ်သွား၏။ကောင်းတယ်လို့ဒီနေ့လာနိုင်တာပေါ့။ခင်ဗျာပိုးတွေတိတ်လောက်တာပဲ။ဆိုရင်ပူပန်မှုမှာပိုးလည်းမရှိဘူးမျိုးလား။သူတို့ဘိုးချိုဈေးထဲမှထွက်လာသည့်အထိစကားမပြောဖြစ်တော့ပြီ။ရုံးခန်းအဆောက်အဦသို့ရောက်တော့မှအဲရစ်ကကားကိုဖုန်းလှမ်းဆက်ခေါ်လိုက်၏ဒီနေ့ကစပြီးမင်းကိုကားနဲ့ပဲပြန်မှာဘာဖြစ်လို့လဲအကြောင်းပြချက်ရှိမှဖြစ်မှာလားစိုးရိမ်ပူပန်မှုလိုပဲခေါင်းစဉ်တက်လိုက်ပါတဏီကုံကြားနေရသည့်စိုးရိမ်ပူပန်မှုဆိုသည်ကြီးကိုနည်းနည်းပင်အမြင်ကလာမိသလိုတစ်ချိန်တည်းတွင်ပဲကျေနပ်နေမိပြန်သည်သူ့လက်မတန်ရာများသည်စိုးရိမ်ပူပန်မှုကိုရချင်ရင်လုပ်ခဲ့ခြင်းဖြစ်ကြောင်းကိုယ်တိုင်သာအသိဆုံးပင်ခင်ဗျာကျွန်တော်အကျိုးတင်နေရနော်ဒါကနည်းနည်းမျက်နှာပူလို့ကွာမင်းစဉ်းစားကြည့်လေအသက်30နာနီမှာငယ်ငယ်ရနာမည်ကိုပြန်မေးဆက်ရတာတစ်မျိုးပဲပြောရရင်အဲ့နာမည်နဲ့ပတ်သက်ပြီးကို့ဘဝထဲမှာမေးလိုက်တာကြားခဲ့ပြီဒါပေမဲ့ပြောမှာပါထိုအခိုက်ကားကအချိန်ကိုက်ပင်သူတို့ရှေ့သို့ဆက်ရောက်လာပြီးအဲရစ်ကမျက်မှန်ကိုပိတ်တင်လိုက်ရင်ဖြင့်သူ့အတွက်ကားတကားဖွင့်ပေးသည်ထို့နောက်အတန်တိုးတိုးနှင့်နှစ်ကိုကြားပြောသွားပြီးကားတကားကိုပြန်ပိတ်ပေးလိုက်သည်လွေလာရောင်မှာအိမ်သို့ရောက်သည့်အထိအပြုံးများမကွဲပြောက်ခဲ့ဘာကိုခြေနဲ့နေမိမှန်းလည်းမသိပဲတကိုယ်တည်းလက်သေးခိုင်ရင်ပြုံးနေမိသည်နားထဲတွင်တော့အကုအတန်ကိုသာကြားရောင်နေမြဲကိုနာမည်ကတန့်စင်ချင်းထိုနေ့ကသူသည်အိမ်ရောက်သည်နှင့်ဆိတ်ဆက်ပြီးစိတ်ကူးတဲ့ပေါ်လာသောပကြီးကားတစ်ချက်ကိုရေးဆွဲဖြစ်သည်ပကြီးအနှစ်သာရမှာစိုးရိမ်ပူပန်ခြင်းဖြစ်ပြီးပကြီးကားအနောက်ဘက်တွင်တော့တန့်စင်ကျဲဟူ၍ရေးထားသည်တန့်စင်ကျဲလောကမှာခမည်းနဲ့အလိုက်ဆုံးနာမည်ပါပဲအကို